အားလုံးပဲမင်္ဂလာပါခင်ဗျာ Azealand ခီယာနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ Seoul တဲ့ Hangugo Plus 2A မှာရှိတဲ့ကျွန်တော်တို့ Unit 9ကိုအတူတူလေ့လာမှာဖြစ်ပါတယ်ဒီကမှာကျွန်တော်တို့လေ့လာမယ့်အကြောင်းအရာတွေကကြတော့ဂုံကန်ကန်ဆင်ဝါလို့ခေါ်တဲ့ကျမ်းမာစွာကျမ်းမာတဲ့ဘဝနေထိုင်မှုပေါ့နော်အဲ့ဒါနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုလေ့လာမှာဖြစ်ပါတယ်ဆိုတော့ကြည့်အောင်ဒီအခက်မှာကျွန်တော်တို့လေ့လာမယ့် meaning လေးတွေကကြတော့Imashi opta ဆိုတာကကြတော့စားခြင်းစိတ်မရှိသည်စားခြင်းစိတ်ဖြစ်ပေါ်မလာသည်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်Jamul 잘못 자다ကောင်းကောင်းအိပ်လို့မရသည် Giuni opta အားအင်မရှိသည် Mori가 빠지다သပင်ကျွတ်သည် Sari 지다 ဝိတ်တက်သည်ကိုလေးချင်းတက်သည်ပေါ့ Sari 빠지다 ဝိတ်ကြသည် 소화제အစာကြေစေ소화제도 먹다အစာကြေစေစားသည် 감기야အေးမိပြောက်စေ 감기야 국 먹다အေးမိပြောက်စေတောက်သည် 두통약ခေါင်းကိုက်ပြောက်စေ 두통약 국 먹다ခေါင်းကိုက်ပြောက်စေတောက်သည် 연고လိန်စေ 연고루 바르다လိန်စေလိန်သည် 안약မျက်စင် 안약을 넣다မျက်စင်ထည့်သည် 파스ကကြတော့ကြောကပ်ပလာစတာပြောတာပေါ့နော်အကြိုက်ခဲကြောတွေပိုင်းကြိုက်တယ်ခါးတွေပိုင်းနာတယ်ပေါ့နော်အဲ့လိုအခြေအနေမျိုးမှာကတ်တဲ့ဟာပေါ့နော်ဖက်ဆူရူဘူဂျီတာကြောကပ်ပလာစတာကတ်ဒီဘန်ချန်ကိုကကြတော့အနာကပ်ပလာစတာပြောတာပေါ့နော်ဘန်ချန်ကိုရူဘူဂျီတာအနာကပ်ပလာစတာကတ်ဒီโอเคဒီကမှာကျွန်တော်တို့ပထမဆုံးလေ့လာမယ့် data လေးရာကြတော့ hyungyong sa plus ro boida ဆိုတဲ့ data လေးပဲဖြစ်ပါတယ်ဆိုတော့အတူတူလေ့လာကြည့်အောင်adjective plus or boida ဒီပြကြတော့ adjective ပုံပေါ်သည် adjective ပုံမြင်ရသည်နောက်မှရှိတဲ့ boida ဆိုတဲ့ meaning လေးကိုကျွန်တော်တို့ရှင်းမှာလေ့လာဖူးထားမယ်ထင်ပါတယ် boida မြင်ရသည်ပုံပေါ်သည်ပေါ့အဲ့ဒါကိုကျွန်တော်တို့ကနာမဝိဒနာနဲ့တွဲပြီးတော့ဒါနေဖြစ်တုံသွားတာဒါဆိုတော့ကိုမြင်လိုက်တဲ့အရာတစ်ခုကဘာဖြစ်မယ်ဘာပုံပေါ်လဲဆိုပြီးတော့ခံမှန်းတာအကဲဖယ်ပြီးပြောတာမျိုးတုံးတာဖြစ်တယ်ပေါ့နော်သူ့ရဲ့အတိတ်ဖွင့်ဆိုချက်ကဘာလဲဆိုလို့ရှိရင်어떤 대상을 보고 그것에 대해 짐작하거나 판단을 나타냅니다. 어떤 대상, target တစ်ခုခုပေါ့နော်တစုံတစ်ခုခုကို보고မြင်ပြီးတော့အဲ့တဲ့အရာနဲ့ပတ်သက်ပြီးတော့မှန်းဆတာဒါမှမဟုတ်လို့ရှိရင်အကဲဖြတ်တာတို့ကိုပေါ်ပြရမှာအသုံးပြုပါတယ်ကိုယ်မျိုးလုံးထဲမှာမြင်လိုက်တဲ့အဲ့ဒီမြင်လိုက်တဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ဘာဖြစ်ပုံပေါ်တယ်ဘာဖြစ်ပုံမြင်နေရတယ်ဆိုပြီးတော့အကဲဖတ်လိုက်တာဒါမှမဟုတ်လို့ရှိရင်မှန်းဆပြီးပြောလိုက်တာပေါ့โอเคသုံးပုံသုံးနည်းကြတော့နာမဝိဒနာမှာရှိတဲ့တရက O R ဆိုလို့ရှိရင် R ဘိုဝိဒါနဲ့သုံးရမယ်ကျန်တဲ့တရတွေဆိုလို့ရှိရင် O ဘိုဝိဒါနဲ့သုံးရမယ်အကယ်၍နာမဝိဒနာမှာပါတဲ့တရကဟာဆိုလို့ရှိရင်တော့ He ဘိုဝိဒါနဲ့သုံးရမယ်ပေါ့နော်ဒါယူပတန်တိုင်းပေါ့နော်တိတ်ပြီးထူးခြားတိတ်မရှိဘူးဆိုတော့နောက်မှကြည့်အောင် OR ဆိုလို့ရှိရင် R ဘိုဝိဒါနဲ့သုံးရမယ်တဲ့ကြည့်အောင်좋다ကောင်းသည်ဂျိုးထာမှာပါတဲ့တရာလေးက O ဆိုတဲ့တရာလေးဖြစ်တယ်ပေါ့နော်အဲ့ဒီခါကျတော့ကျွန်တော်တို့က R ဘိုဝိဒါနဲ့တွဲရတော့ဂျိုဟာဘိုဝိဒါကောင်းပုံပေါ်သည်ကောင်းပုံမြင်ရသည်ရုပ်ပုံစံဆက်သွားမယ်ဆိုလို့ရှိရင်ဂျိုဟာဘိုယောကောင်းပုံပေါ်သည်ကောင်းပုံမြင်ရသည်ပေါ့နော်ဗီဇာတာဈေးကြီးသည်စာမှာရှိတဲ့တရာလေးကကြတော့ OR ထဲမှာပါတဲ့ခါကျတော့ R ဘိုဝိဒါနဲ့တွဲရတော့ဗီဇာဘိုဝိဒါ비사 보여요. 세지봉 버디 세지봉 미야디. 작다 때디. 작아 보이다. 작아 보여요. 띵해봉 버디 띵해봉 미야디. 나도 그거 자러 쟤네 따라이 솔루션ကျွန်တော်တို့က all boider နဲ့တောင်းမှာဖြစ်တယ်ပေါ့နော်အဲ့ဒီခါကျတော့ gilda မှာရှိတဲ့ e ဆိုတဲ့တရာလေးက or တိုင်းမှာမပါတဲ့ခါကျတော့ all boider နဲ့တောင်းရမယ်တော့ all boider နဲ့တောင်းရမယ်ပေါ့နော်기로 보이다 시봉 버디 시봉 미야디 기로 보여요 시봉 보래 시봉 미야디 막시다 야다 시리 마시서 보여요 마시서 보이다 야라 시봉 버디 야라 시봉 미야디 크다 지디 크다 마시의 따라리야래 오 아래 만 빠래 가자로 어 보이다네 동안에 번호 어디 가자로 커 보이다 커 보여요 지봉 버디 지봉 미야디 오케이နောက်တစ်ခုကြည့်အောင် mekta စက်တီပေါ့နော်ဒီက mekta မှာပါတဲ့ဘာအတက်လေးကမူမမှန်ဘာအတက်ဖြစ်တယ်ပေါ့နော်အဲ့ဒီမူမှန်ဘာအတက်လေးက ro ဆိုတဲ့တရနဲ့တွေးလို့ရှိရင်ဘာအတက်ကနေကြီးမှာ u ဖြစ်ပြောင်းသွားပြီးတော့မဲ u ဆိုပြီးတော့ဖြစ်သွားတယ်
ဆိုတော့မဲဥမှာဆိုတဲ့တရားလေးရတယ် OR ထဲမှာမပါတဲ့ခါကျတော့ all boy ဒါနဲ့တွဲတဲ့ခါကျတော့မဲဝေါ် boy ဒါစက်ပုံပေါ်သည်မဲဝေါ် boy ရိုစက်ပုံမြင်ရသည်ဆိုတဲ့အဓိပ္ပာယ်ပြောင်းသွားတယ်ဓာတုတာကွဲပြားခြားနာသည်မတူညီသည်ဒီမှာလည်းအဲ့လိုပဲလူအသက်လေးရာမူမန်အသက်ဖြစ်တဲ့ခါကျတော့ all ဆိုတဲ့တရားနဲ့တွေ့တဲ့အခါမှာဥအသက်လေးပျောက်သွားပြီးတော့ရှေ့မှာရှိတဲ့လာလေးရာဓာရဲ့အောက်မှာသွားကတ်တယ်ပြီးလို့ရှိရင်နောက်ထပ်လတစ်လုံးထပ်ပေါင်းတဲ့ခါကျတော့ဓာလာဆိုပြီးတော့ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီကမူမန်လူအသက်လေးချောင်းကျွန်တော်ဗီဒီယိုတစ်ပုတ်တင်ပေးထားတာရှိတယ်ပေါ့နော်အဲ့မှာကြည့်လို့ရှိရင်တော့ဒီချာနားလည်မိလို့မြောင်လိုက်ပါတယ်ဆိုတော့အဲ့ဒီခါကျတော့ဓာလာလေးဖြစ်သွားတယ်ပေါ့နော်ဆိုတော့ or ထဲမှာမပါတဲ့ခါကျတော့ all boy ဒါနဲ့တွေ့တဲ့ခါကျတော့ဓာလာ boy ဒါဖြစ်ပြောင်းသွားတယ်တင်းငယ်ပုံပေါ်သည်တင်းငယ်ပုံမြင်ရသည်ဓာလာဘိုယောယောโอเคနောက်တစ်ခုကြာဂုံကန်းငါတာကျမ်းမာသည်ဟာတာဆိုတဲ့တရားဖြစ်တဲ့ခါကျတော့ဟေဘိုဤတာနဲ့တွေ့တဲ့ခါမှာဂုံကန်းငယ်ဘိုဤတာဂုံကန်းငယ်ဘိုယောယောကျမ်းမာပုံပေါ်သည်ကျမ်းမာပုံမြင်ရသည်ကဲကုတ်တာတာတန်ရှင်းသည်ကဲကုတ်ထဲဘိုဤတာတန်ရှင်းပုံပေါ်သည်တန်ရှင်းပုံမြင်ရသည်ကဲကုတ်ထဲဘိုယောယောတန်ရှင်းပုံမြင်ရသည်โอเคဖီကုန်းနာတာပင်ပန်းဒီလူပင်ပန်းတာပေါ့နော်sorry စိတ်ပင်ပန်းတာပေါ့နော်ဖီကုန်းနာတာဖီကုန်းနဲ့ဘိုးတာစိတ်ပင်ပန်းပုံပေါ်သည်စိတ်ပင်ပန်းပုံမြင်ရသည်ဖီကုန်းနဲ့ဘိုးရောစိတ်ပင်ပန်းပုံမြင်ရတယ်โอเคဒါဆိုလို့ရှိရင်ဒါပြောသုံးမှုတုံးဒီကိုနားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်မှကျွန်တော်တို့စကားပြောအတော်လေးနဲ့ဆက်ပြီးတော့လေ့လာကြည့်ကြရအောင်မာရီရှင်တို့오늘 기분이 좋아 보여요မာရီရှိကဒီနေ့စိတ်ခံစားမှုကောင်းဖို့မြင်ရတယ်သူကြည်ရတာပျော်ပျော်ရွှင်ရွှင်တက်တက်ကြွကြွဖြစ်နေတယ်ပေါ့နော်ဆိုတော့သူစိတ်ခံစားမှုကကောင်းနေတယ်ဆိုတဲ့ပုံမြင်နေရတယ်ပေါ့နော်အဲ့ဒါကိုခံမှန်းပြီးတော့ပြောသွားတာဂီဘုံဒီဂျိုဟာပေါ်ရောစိတ်ခံစားမှုကောင်းဖို့မြင်ရတယ်โอเคဂါဘန်ကြီးမန်နီမူကောဘောပေါ်ရောလွယ်ကအများကြီး၄ပုံမြင်ရတယ်၄ပုံပေါ်တယ်သူအကြီးကိုမနိုင်မင်းနဲ့မနေတဲ့ပုံကြည့်တဲ့အခါကျတော့မူကောဘောပေါ်ရော၄ပုံမြင်ရတယ်မူကောတာမှာရှိတဲ့ဘာတက်လျာမူမန်ဘာတက်ဖြစ်တဲ့ခါကျတော့ဥဖြစ်ပြောင်းသွားတယ်ပေါ့နော်အဲ့ခါကျတော့မူကောဘောပေါ်ရောဆိုဖြစ်သွားတယ်โอเคနောက်တစ်ခုကြည့်အောင်ဂျာနီရှိရဲ့နိုင်လူအားလာရောဂျာနီရဲ့အတက်ကိုတိလာအာနီယိုမိုရုကဆော်ရောဟင်မတိပါဘူးကရွန်တဲ့ပြောတော့နိုင်ကမန်နာဘူကြီးကျန်းနာယောဒါနဲ့ဒါမဲ့လေတိတ်ပြီးတော့အတက်ကကြီးပုံမမြင်ရဘူးဘာလို့လဲနှုတ်ပတ်ဥစတန်နီလို့โอเคကြည့်အောင်နောက်မှကျွန်တော် listening ဖိုင်လေးကိုတူတူနားထောင်ကြည့်အောင် 말하기 1. 친구와 연습해 보세요. 무슨 일 있어요? 아니요. 왜요? 요즘 계속 피곤해 보여서요. 아, 일이 많아서 그래요. 오케이. 저도 말아 변장. 무슨 일 있어요? 바게사 시루래. 아니요. 왜요? 아, 해. 뭐 바로래. 요즘 계속 피곤해 보여서요. 그걸로 삿다이 피곤해 보여서요. 다 삿외로 아이보노. 피곤해 보이라 빼만 보 미야디. 아라고 아서 어서 소리 အကြောင်းရင်းကိုပြတဲ့တရားနဲ့ဆက်တွေ့သွားတယ်ပေါ့နော်ဒါမဲ့တော့ဝါကြဆုံးတဲ့အနေနဲ့နောက်မှယိုလေးထပ်ကတ်လိုက်တယ်ပေါ့နော်အဲ့ဒီခါကျတော့ဖီကုန်းနဲ့ဘိုးရောဆော်ရောပင်ပန်းနဲ့ပုံပေါ်နေလို့လေโอเค요즘 계속 피곤해 보여서요ခုတလောစတိုက်ပင်ပန်းနဲ့ပုံမြင်နေရလို့လေတဲ့이리 많아서 그래요 이리 많아서 အလုံးများနေလို့ 그래요 အဲ့လိုပါအလုံးများနေလို့ပါတဲ့โอเคအောက်မှာကြောင်း기운이 없다 아엔 မရှိသည်ပေါ့နော်기운이 없다 기운이 없어 보여요.မရှိတဲ့ပုံမြင်နေရတယ်။ဘဘူလချာမမကောဆောဂရေယူထမင်းကောင်းကောင်းမစားလို့အလိုပါတဲ့။ဂီဘုန်နီအန်ချိုတာစိတ်ခံစားမှုမကောင်းသည်။ဂီဘုန်နီအန်ချိုဟာပိုယောယောစိတ်ခံစားမှုမကောင်းတဲ့ပုံပေါ်တယ်မကောင်းတဲ့ပုံမြင်ရတယ်။ဂျမ်မူချာမိုချာဆောဂရေယူကောင်းကောင်းအိမ်မပြောလို့ပါတဲ့။ဟင်ဒူတာပင်မန်ဒီဟင်ဒူရိုပိုယောယောပင်မန်ပုံပေါ်သည်ပင်မန်ပုံမြင်ရသည်ဟော်ရီကဂျုံအာဖာဆောဂရေယူပါတယ်လေခါကနားနေလို့အဲ့လိုဖြစ်နေတာပါโอเคဒါဆိုလို့ရှိရင်ဒါလေးကိုကောင်းကောင်းအသုံးချတယ်မယ်လို့မျှော်လင့်ပါတယ်အဆုံးလေးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ